အရှိရင်မှာဆွဲဆောင်မှုရှိအောင်ဘယ်လိုလုပ်မှာလဲအချက်၅ချက်အရှိရင်မှာကိုယုံကြည်မှုရှိပြီးလူတအုပ်ချင်းစီရဲ့အတွင်းစိတ်နဲ့အပြင်ပန်းနှစ်ခုလုံးကလာတာပါဒီအချက်၅ချက်ကတင့်ကိုပုံမဆွဲဆောင်မှုရှိလာစေဖို့ကူညီပေးနိုင်ပါတယ်တစ်ကိုယုံကြည်မှုရှိပါစေကိုယုံကြည်မှုရှိတဲ့သူတွေကတခြားသူတွေကိုဆွဲဆောင်နိုင်စွမ်းပိုရှိပါတယ်ကိုလှုပ်တဲ့အရာတိုင်းမှာယုံကြည်မှုရှိနဲ့လှုပ်ဆောင်ပါကိုရဲ့အားသာချက်တွေကိုတည်ပြီးဂုဏ်ယူပါကိုတန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်ပါစေနှစ်ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ပါစေအမြဲတမ်းပျော်ရွှင်နေတတ်တဲ့သူတွေရေမောပျော်ရွှင်တတ်တဲ့သူတွေကတခြားသူတွေကိုကူးစက်စေနိုင်တဲ့စွမ်းအားရှိပါတယ်ကိုဘဝကိုပျော်ရွှင်ဖြတ်တန်းပြီးအကောင်းမြင်စိတ်ထားပါဒါကအသင်ကိုပုံမနစ်လို့ဖွယ်ဖြစ်စေပါလိမ့်မယ်နံပါတ်3စိတ်ဝင်စားစရာကောင်းတဲ့ဝါသနာတွေရှိပါစေကိုစိတ်ဝင်စားတဲ့အရာတွေဝါသနာတွေရှိခြင်းကသင်ကိုပုံမထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်စေပါတယ်ကိုဝါသနာအကြောင်းပြောပြနိုင်ခြင်းကတခြားသူတွေနဲ့စကားပြောစရာအကြောင်းအရာတွေပုံမများလာစေပြီးဆက်သွယ်မှုကောင်းမွန်စေပါတယ်နံပါတ်4ဂယုစိုက်တက်ပြီးနားလဲတက်ပါစေတခြားသူတွေကိုဂယုစိုက်တက်ခြင်းသူတို့ရဲ့ခံစားချက်တွေကိုနားလဲပေးတက်ခြင်းကဆက်ဆံရေးတိုင်းမှာအရေးကြီးပါတယ်သူတို့ပြောတာကိုနားထောင်ပေးခြင်းစာနာလဲပေးခြင်းကတင့်ကိုပုံမချစ်ခင်စရာကောင်းစေပါတယ်နံပါတ်5ကိုဂယုစိုက်ပါကျမရေးကောင်းမွန်အောင်နေထိုင်ခြင်းတက်ရဲဝတ်စားဆင်ရင်ခြင်းကိုခန္ဓာကိုဂယုစိုက်ခြင်းတို့ကတင့်ရဲ့ဆွဲဆောင်မှုကိုမြင်တည်ပေးပါတယ်ဒါတွေကကိုတန်ဖိုးထားကြောင်းပြသရာရောက်ပြီးတခြားသူတွေကိုလည်းတင့်ပေါ်ကောင်းမွန်တဲ့အမြင်ရှိပါစေတဲ့ဒီအချက်တွေကတင့်ရဲ့အရှိမပူပြီးအောင်မြင်ပျော်ရွှင်စေဖို့ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်